ကျွန်တော်နာမည်ခွန်ကျော်ဝါနေလင်းပါ2004ခုနှစ်မှာကျွန်တော်ဝေးဖွားခဲ့တယ်အခုကျွန်တော်ရဲ့အသက်က19နှစ်ကျွန်တော်ရဲ့ဇာတိကခရီနီပီရဲ့အလှပတစ်ခုလို့ပြောလို့ရတယ်ရှေးဝါရောင်စပားကင်းနေတဲ့သိလှပတဲ့ဒီမောဆုံမြို့နယ်ဒေါငန်ခါရွာကလေးရပါကျွန်တော်ဟာ2021ခုနှစ်မှာ10တန်းတက်နေတဲ့ကျောင်းသားတစ်ယောက်ပေါ့ကျွန်တော်အိမ်မကနိုင်ငံလက်ရေးစင်ဘောလုံးသမားတစ်ယောက်သိဖြစ်ချင်တာဗျာဒါပေမဲ့ကျွန်တော်ရဲ့အိမ်မက်တွေဟာကျိုးကလေးပြတ်သွားပြီလေနေရာထဲမှာမျောလွင့်နေတဲ့စွန်ကလေးလိုမျိုးပဲပြန်မရနိုင်တော့ပါ2021ဖေဖော်ဝါရီလ1ရက်နေ့အိန္ဒိယကျွန်တော်တို့ရဲ့တိုင်းပြည်အမှောင်ချခဲ့ရတဲ့နေ့ပေါ့အာဏာရေးစစ်ကောင်စီဟာတိုင်းပြည်ရဲ့အာဏာကိုမတရားလူယူနိုင်ငံတော်၏ဥပဒေပြုရေးအုပ်ချုပ်ရေးနဲ့တရားစီရင်အာဏာကိုတပ်မတော်ကာကွယ်ရေးချုပ်ထံသို့တွဲအပ်တာဝန်ပေးပါသည်လူချင်းတဲ့ရာဟာဒီမိုကရေစီလူချင်းတာကိုဒီမိုကရေစီဆန်သွားနဲ့ကျွန်တော်တို့ဆန္ဒတွေပြခဲ့ကြတယ်ကျွန်တော်တို့ကပြည်သူတွေလက်သုံးချောင်းပဲထောင်ခဲ့တာပါသူတို့ကလက်မျိုးတွေကွေးခဲ့ကြတယ်ကိုယ့်ရဲ့လူငယ်လေးတွေလက်သုံးချောင်းထောင်ရင်းနဲ့ပဲကြာဆုံးသွားရတယ်မြင်ရတော့ကျွန်တော်တို့တွေးတွေဟာကိုရဥပဒေလုံးမျက်လုံးတစ်လုံးအတွက်မျက်လုံးတစ်လုံးအသက်တစ်ချောင်းအတွက်အသက်တစ်ချောင်းလက်သုံးချောင်းထောင်လို့မရတော့သူတို့လိုလက်ညှိုးခွေးဖို့တွေးခဲ့ကြတယ်ငြိမ်းချမ်းရေးအတွက်လက်နက်ကင်ဖို့ဆုံးဖြတ်ခဲ့ကြတယ်လူငယ်တွေဟာမိဘချစ်သူဆွေမျိုးဦးအိမ်နေရတွေကိုစွန့်ခွာပြီးထုတ်ခုခဲ့ကြတယ်လူအမျိုးမျိုးအဖုံဖုံအနေနဲ့ရရက်ကပေါ့လေတထေးတကြွယ်စင်ရတာစေးချောင်းသားလူပေလူတေအစုံပေါ့လေအဲ့လိုတထေးနေကြရတာကျွန်တော်စစ်ကြောအောက်မှာစာတင်ဖို့ထက်လက်နက်ကင်ပြီးတိုင်းပြည်အတွက်ဒီမိုကရေစီအတွက်ကျွန်တော်ရဲ့ရည်မှန်းချက်တွေကိုဖျောက်ပြီးတော့ခုလက်နက်ကင်မှုတွေးခဲ့တယ်2021 5လပိုင်း15ရက်နေ့ရုံကြည်ချက်ပြည့်နဲ့လက်လုံတနက်ကိုကင်ပြီးရဲရဲစွာနဲ့ကျွန်တော်အာဏာရေးစစ်တပ်ကိုတိုက်ထုတ်ဖို့အစဉ်သစ်ဖြစ်နေပါပြီကျွန်တော်လိုပဲတိုင်းပြည်ရဲ့နေရာတော်များများကလူငယ်တွေဟာလည်းအရေးချင်းပြေးဝနေပြီးလက်နက်အင်အားပြည့်စုံနေတဲ့နိုင်ငံရဲ့အာဏာရေးစစ်တပ်ကိုလက်လုံတနက်နဲ့တေမာမကြောက်ပဲဒီမိုကရေစီဆိုတာရဖို့အတွက်တိုက်ပွဲဝင်ဖို့ထကြွနေလေရဲ့လူတဲ့သူကလူစီဒီယန်လုပ်သူကလုပ်ကူတဲ့လူကကူနိုင်ရဝင်ထမ်းပြီးတိုင်းပြည်အတွက်တိုင်းပြည်လုံးပါဝင်ဖို့တကြွနေလေရဲ့2021 6လပိုင်းမှာကျွန်တော်တို့ပြည်နေပြီဒီမော့ဆူမျိုးကအာဏာရေးစစ်တပ်ကိုစတင်တော်လှန်ခဲ့ကြတယ်တိုက်ပွဲတွေဟာအချိန်ကြီးကြာလာတာနဲ့အမျှပြင်းထန်လာပြီးလက်လုတ်ကနေမောင်းပြန်တွေဖြစ်လာခဲ့တယ်ခက်စစ်ကနေတိုက်စစ်ဖြစ်လာခဲ့တယ်တောရီကနေမြို့ပေါ်ကိုတက်လာနိုင်ခဲ့တယ်ရန်သူဟာလည်းမြေပြင်ထက်ဝိဟင်ကိုပိုအားကိုးလာခဲ့တယ်ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်ကျွန်တော်တို့ဓမ္မဖတ်တော်သားတွေဟာအောင်မြင်မှုတွေပိုရခဲ့တယ်ပေးဆက်မှုတွေလည်းရှိခဲ့တယ်လူချင်းတဲ့ရာဈေးရမ်းကြီးတာကိုတော်လိုင်းရေးစားမှာခင်ခဲ့တဲ့တချို့တငယ်ချင်းတွေဟာလည်းအခုဆိုရင်ဟိုးကောင်းကင်မှာခြေကလေးတွေဖြစ်နေပေါ့2022ခုနှစ်12လပိုင်း1ရက်နေ့ကျွန်တော်ရဲ့အိမ်မက်ဖြစ်တဲ့နိုင်ငံလက်ရွေးစင်ဘောလုံးသမားဆိုတဲ့မျှော်လင့်ချက်ကိုရှိုက်တက်လိုက်တဲ့နေလေးတစ်နေ့ပေါ့ရန်သူနယ်မြေတွေကိုချင်းကပ်ဖို့တိတ်ဆိတ်စွာဝင်ရောက်သွားချိန်ရန်သူထောင်ထားတဲ့မိုင်းတွေကိုရှင်းလင်းနေရင်18မိုင်လေးတစ်လုံးကို
ကျွန်တော်ရဲ့ခြေထောက်တွေဟာမမျော်လင့်ပဲနေမိခဲ့တယ်။အော်ခနဲ့ကြားလိုက်ရတဲ့အတန်နဲ့အတူကျွန်တော်ဟာလေဟာနေတယ်မှာဘောင်းကနေပြန်ကြတဲ့အချိန်ကျွန်တော်ရမ်းနာကျင်နေတယ်။ဖျားသခင်ကိုတောင်းတရမယ့်အစားအာနာယူတွေကိုမကြည်နပ်ဘူးလို့ပဲရည်ရွယ်မိတယ်။ကျွန်တော်ရဲ့ခြေထောက်တွေနဲ့ကျွန်တော်ဟာတခြားစီလင့်သွားခဲ့တယ်။ကျွန်တော်ရဲ့ခြေထောက်တွေမရှိတော့ကျွန်တော်ရဲ့အိမ်မက်တွေထက်ကျွန်တော်ဒီတော်လည်းရေးမှာဆက်မပါနိုင်တော့မှတွေးပြီးကျွန်တော်အားငယ်လာတယ်။ကျွန်တော်အိမ်ပြန်တဲ့အခါကျွန်တော်ကြောင့်သူများတွေအလုပ်ပို့လာမှာကျွန်တော်ကြောင့်ဒီတော်လည်းရေးမှာအလုပ်ရှုပ်လာမှာကိုကျွန်တော်တွေးပြီးကြောက်လာတယ်။ဒါပေမဲ့ကျွန်တော်အရှုံးမပေးပါဘူး။ကျွန်တော်ဒီတော်လည်းရေးမှာကျွန်တော်နိုင်ရကိုကူဖို့တွေးခဲ့တယ်။အခုအဖွဲအတွက်လက်နက်ခဲယမ်းဖို့တွေအလူခံပေးနေတဲ့ထောက်ဖို့ရဲဘော်အဖြစ်နဲ့ကျွန်တော်တာဝန်ထမ်းဆောင်နေသေးပါပဲကျွန်တော်လိုပဲခြေတွေလက်တွေပေးဆက်လိုက်ရတဲ့လူငယ်တွေအများကြီးပါတချို့ဟာအိမ်ကိုတော့မပြန်နိုင်တော့ဘူးတချို့ကပြန်စရာအိမ်မရှိတော့တချို့ကကိုမိဘရဲ့နောက်ဆုံးချွန်မိရေးရှိနိုင်ကြကျွန်တော်စီကိုပုံဆက်ကျွန်တော်မျိုးဆိုတော့ရရဒီစမ်းမှုတွေပေါ့တော်လည်းရေးကြီးရေကျွန်တော်တို့နိုင်မှာဖြစ်မှာကျွန်တော်တို့နိုင်မှာကိုဖြစ်မှာကျွန်တော်တို့တော့မဟုတ်ပါဘူးနောင်နာကမျိုးဆက်တွေကျွန်တော်တို့လိုမဖြစ်စေချင်လို့ပါစာတင်ရမယ့်အရွယ်မှာအလုံးလုံးနေရတဲ့ကျွန်တော်တို့နိုင်ငံတရားစာတရေကျွယ်ဝပြီးအစင်းရဲကြီးစင်းရဲနေရတဲ့ကျွန်တော်တို့နိုင်ငံကျွန်တော်တို့နိုင်မှာကျွန်တော်တို့နိုင်ငံကြီးဟာပြန်ပြီးလှပလာမှာမို့ကျွန်တော်တို့နိုင်မှာဖြစ်မှာပါကျွန်တော်တို့အတွက်ကျွန်တော်တို့မကြည့်ပဲကျွန်တော်တို့နာကလူငယ်တွေအတွက်ကျွန်တော်တို့လူငယ်တွေလူကြီးတွေအကုန်ဒီတော်လန်ရေးမှာအဆုံးထိအတူတူရှိကြရအောင်